ဒီရန်ကုန်မြို့ရဲ့ရန်ကုန်တက္ကသိုလ်နဲ့အင်အားကန်ပေါင်းကိုလမ်းလျှောက်ပြီးတော့အတူတူကြည့်ကြတာပေါ့နော်ရန်ကုန်မြို့ရဲ့ကားအရှုပ်ဆုံးလမ်းတွေကတလမ်းဖြစ်တဲ့ပီလမ်းမကြီးပေါ့နော်။ပုံမိုင်းနဲ့တော့ဘလို့ကြီးလည်းမသိဘူးရန်ကုန်က။လေထုညဉ့်ညမ်းနေလို့ထင်တာပဲ။ဒါကတော့လူတိုင်းသိကြတဲ့အင်အားကန်ပေါင်လေးပါဘာexercise မှမလုပ်နိုင်ရင်ပေါ့နော်တနေ့ကိုတစ်ခါလောက်တော့လမ်းမှန်ရှောက်ပြီးလို့ရှိရင်မဆိုးဘူးပေါ့နော်အဲ့လိုနေမပူခြင်းမနဲ့စောစောလေးလမ်းရှောက်ပေါ့6နာရီလောက်လေအဲ့လိုမျိုးကန်ပေါင်တလျှောက်စက်ကူပန်းတွေကတိတ်လာတယ်နော်ဒီအချိန်ကအဲ့လိုပန်းတွေတအားပွင့်နေတဲ့အချိန်ပန်းတွေကလေအဲ့လိုမျိုးအလှဆုံးပွင့်ပြီးတော့အမွှေးဆုံးဖြစ်တဲ့အချိန်က March လပေါ့နော်နက်တွေပျော်တဲ့လလို့တောင်ခေါ်တယ်လမ်းလျှောက်ဖို့ကိုရီလည်းသူများကိုဆရာသာလုပ်တာပေါ့နော်တခါလေကြာရင်3ရက်လောက်ဇက်တိုက်လျှောက်တယ်နောက်3ရက်လောက်ပြတ်သွားတယ်ပေါ့အဲ့လိုမျိုးဖြစ်နေတာမမှန်အဲ့လိုလားနဲ့ချီမမှန်လျှောက်နိုင်ရန်ကောင်းပါတယ်အဲ့ဒီကြီးတွေကလေငှက်တွေထဲမှာသူကအရန်ညံရင်မြင့်တဲ့ကောင်လေးပေါ့နော်သူက9နှစ်သားရွယ်လောက်သူတို့ညံရင်ရှိတယ်သူတို့ကလေဒီထက်တောင်ပိုချင်းပိုမယ်သူတို့အဲ့ကျွေးမွေးထားတဲ့လူဆိုလဲသူတို့ကမှတ်ထားတယ်ပေါ့နော်သူတို့ကိုရန်ပြုတ်ထားတဲ့လူဆိုလဲသူတို့ကမှတ်ထားတယ်သူတို့ကမီတင်လုပ်နေကြဘာလုပ်နေကြအဲ့တော့မီတင်ဘာလုပ်နေကြလဲကျမအမှန်တိုင်းပြောရရင်လေလူတွေထက်ကိုတရိษံတွေကိုပိုချစ်တဲ့သူပါကဘာပေါ်မှာရှိသမျှအကောင်ပလောင်ငှက်ဘာအကောင်မဆိုကုန်ချစ်တယ်မူရအစားချစ်တယ်ပေါ့နော်လမ်းလျှောက်ရင်းနဲ့စားနေကြဆိုင်လေးပေါ့နော်ဒါစိမ့်လန်းစုပြေလို့ခေါ်ပါတယ်တော်တော်များများလေးတီးကြမှာပေါ့နော်သူကမနေ့8နာရီကျော်နဲ့ဝင်ကြီး900ပေးရတယ်ပေါ့နော်8နာရီမတိုင်ခင်ဆိုရင်တော့ဝင်ကြီးပေးစရာမလိုဘူးသူ့ရဲ့အဲ့ဒီထိုင်ကုန်လေးကအဲ့ဒီကံပေါင်ဘေးနားမှာလောက်ထားတော့ရေပြင်းနဲ့တပြေးတဲ့ဖြစ်နေတော့လေထိုင်လို့တအားကောင်းတယ်သူကပြီးတော့အဲ့လိုမျိုးလူတွေကလေအဲ့လိုလေရှူတဲ့ခါကြလို့ရှိရင်ရေပြင်းကိုဖြတ်လာတဲ့လေကိုရှူပေးရတယ်ပေါ့နော်အဲ့လိုရေပြင်းကိုဖြတ်လာတဲ့လေကိုရှူပေးလို့ရှိရင်ကျန်းမာရေးကောင်းတယ်ပေါ့နော်အဲ့ဒါဂျပန်ရဲ့အယူဆပေါ့လေအရင်ကဆိုဒီထဲမှာယောဂအဖွဲ့တွေပါယောဂလာကစားကြတယ်ပေါ့နော်မနက်စောကြီးအဲ့လိုလဲထဲထဲမှာဝင်ပြီးကစားလို့ရတယ်သူကပန်းချံပေါ့နော်ဟိုဘက်မှာပန်းချံရှိတယ်ဒီဆိုင်အောင်လာဖြစ်တဲ့အကြောင်းကအဲ့ဒီမိုဟင်းကားကိုကြိုက်လို့လာစားတာပေါ့နော်အဲ့မိုဟင်းကားအရင်တော့တအားကောင်းတယ်အခုကျတော့လေမိုဟင်းကားကျဲတောက်ပြီးတော့အရင်ကထက်တော်တော်ကြီးကိုအရင်ကလို့မကောင်းတော့ဘောကွာအဲ့ဒါနဲ့ခုနောက်ပိုင်းသိမစားပြစ်တော့မစားပြစ်တာတော့ဒီနေ့မနေ့စားခဲ့သေးတယ်ပေါ့နော်သူတို့တော့ပုံမှန်လင်းပြောပါတယ်နင်တို့မိုဟင်းကားမကောင်းတော့ဘူးလို့ခဏခဏပြောတယ်ပေါ့နော်
ပြင်မလားပေါ့သူတို့ဒီတိုင်းပဲအဲ့ဒါလည်းမပြင်ပါဘူးအခုလိုပဲကျဲတောက်ပြီးတော့ရတာလည်းတိတ်မရှိတော့ဘူးပေါ့နော်ဆိုင်တွေကလေဒီမျိုးစားကောင်းလာပြီးလူစားများတယ်ဆိုရင်အဲ့ဒီ quality ကိုမထိန်းထားဘူးပေါ့နော်ဒီနိုင်ငံမှာဖြစ်တာပေါ့အဲ့လိုမျိုးကိုရီးစားဆိုရင်လေ quality ကိုပဲအဓိကထားတယ်အဲ့လိုမျိုးအရေးသွေးကိုပဲအဓိကထားချင်တာပေါ့နော်ကော်ဖီကတော့အရသာအရင်တိုင်းပဲကောင်းတယ်ပေါ့နော်ဒါပေမဲ့သူ့ကော်ဖီကရင်ရမ်းတုံတယ်လူတွေကကြီးတွေကိုမချစ်ကြဘူးပေါ့နော်ကျမကတော့ချစ်တယ်သူတို့မကြည့်အောင်ဘယ်လောက်ထိညံကောင်းလဲဆိုတာကြည့်တော့စားဖို့သူတို့အရေးချေကျင်းနေတာဒါကရန်ကုန်တက္ကသိုလ်ဝင်းကြီးပေါ့နော်အဲ့ဒီထဲကအကျယ်ကြီးပဲလေကောင်းလေတန်းလည်းရတယ်ပေါ့ပန်းတွေကလည်းပွင့်နေတာအဲ့လိုမျိုးပွင့်တဲ့အချိန်ကတော့ match လာပေါ့နော် match လာဆိုလို့ရှိရင်အဲ့ဝင်းကြီးကမှုေးနေတာစောင်းနှင်းဆိုလည်းပန်းတွေပွင့်တယ်ရှေ့ရမြင်ရတာဘွယ်နှင်းသပင်ခမ်းမကြီးပေါ့နော်တော့ကားပင်ကြီးဟိုဘက်မှာလည်းတော့ကပင်ဘယ်ရောညာရောတပင်စီရှိတယ်တော့ကပင်ကြီးတော့ကကြီးလို့ခေါ်တယ်ပေါ့နော်တော့ကကြီးပင်အရင်လာတယ်အဲ့တော့ကကြီးပင်ကဒီဘွယ်နှင်းတပင်ခမ်းမရဲ့ဘဲတပင်ညာတပင်အဲ့ဘဲဘက်ညာဘက်တစ်ဖက်စီမှာသူကတပင်စီစိုက်ထားတာလေအပင်ကြီးတွေအကြီးတွေပဲပန်းနေတာပွင့်တယ်ဒီရန်ကုန်တက္ကသိုလ်ကြီးကတတန်း106နှစ်ပေါ့နော်105နှစ်ကျော်106နှစ်ထိရှိနေပါပြီတော့ကပင်ဟိုဘက်မှာလည်းတော့ကပင်ဘယ်ရောညာရောတပင်စီရှိတယ်တော့ကပင်ကြီးတော့ကကြီးလို့ခေါ်တယ်ပေါ့နော်တော့ကကြီးပင်အရင်လာတယ်တော့ကကြီးပင်နဲ့ပွင့်နှင်းတပင်ဆောင်ကပနာရနေတာဒီပင်ကြီးကိုဗမာမှမတွေ့ဘူးပဲနဲ့တနင်္သာရီတိုင်းမှာဗမာပြည်ရဲ့တနင်္သာရီတိုင်းမှာစတွေ့တယ်ပေါ့နော်အဲအကြောင်းမလို့သူ့ကို Price of Burma လို့ဗမာပြည်ရဲ့ဂုဏ်ယူစရာအပင်ကြီးတစ်ပင်ဖြစ်သူတင်စားထားတယ်ပေါ့နော်သူကတင်စားထားလောက်အောင်လဲတအားလာတယ်နာမည်တော့သိမကြဘူးနာမည်ကတော့ကကြီးကဲဒီလိုကြီးပေါက်မှာနော်တော့ကကြီးရဲ့အလှလုံးဝကိုဒီရစစလာတယ်ဆိုတော့ချစ်ဖို့ကောင်းနေစပန်းပွင့်ချက်ကတော့ဒီမှာကြည့်အောင်ဟိုဟာလေးနဲ့ဒီပန်းနေရလေအဲ့လိုမိုးရွာတီးရလွဲလို့အဲ့တစ်နှစ်ပတ်လုံးပွင့်တယ်ပေါ့နော်သူကအဓိကတော့စောင်းရွာတီးမှာပိုပွင့်တယ်ပန်းနေဆိုတော့ကိုင်းပန်းနေဆိုတာထောက်မှန်းတော့ဟိုတပြင်းလုံးပြုတ်ခဲနေအောင်ကိုယ်နေရအဲ့နာဖြတ်တိုင်းအဲ့ဒီပန်းအဲ့ဒီအပင်တွေကိုကြည့်ပြီးတော့အမြဲတမ်းလှလုံးလို့ရင်သက်ရှူမောအမြဲတမ်းဖြစ်ရတယ် Oh my gosh ဒီ
ဒီရန်ကုန်တက္ကသိုလ်1920မှာစတင်တည်ထောင်ခဲ့တာပေါ့နော်အရင်ကဆိုဒီတက္ကသိုလ်ကြီးကရှေးအကျဆုံးနဲ့အကျော်ကြားဆုံးတက္ကသိုလ်ထဲမှာတစ်ခုပါဝင်ပေါ့နော်1940 1950ခုနှစ်တည်းတုန်းကဒီအရှိတအာရှမှာဆိုရင်ထိပ်တန်းတက္ကသိုလ်တစ်ခုထဲမှာပါဝင်တဲ့ရန်ကုန်တက္ကသိုလ်ကြီးပေါ့နော်1964မှာတဲ့ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်လို့အမည်ပြောင်းပြီးတော့1980ကျမှရန်ကုန်တက္ကသိုလ်ဆိုပြီးဖြစ်သွားတာပေါ့နော်ဒါကတက္ကသိုလ်စာကြည့်လိုက်ပေါ့နော်စာကြည့်လိုက်ထဲဝင်လို့ဟိုပါပေါ့နံပါတ်လို့တော့ရတယ်လို့တော့ကြားရပဲဒါပေမဲ့တစ်ခါမှတော့မဝင်ဘူးသေးဘူးပေါ့ဒီစာကြည့်လိုက်ကြီးကို1929မှာသူတေသနာတွေ reference တွေလုပ်ဖို့အတွက်သူကဖွင့်လိုက်ခဲ့တာပေါ့နော်ဒါပေမဲ့ဝဝတူမှာစာကြည့်လိုက်ကအဲ့လက်ရေးမှုတွေပါတွေထဲထဲဟာတွေပျက်စီးသွားပြီးတော့1950မှာပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်ဒါကြီးကနာမည်ကြီးတစ်ပုတ်ပင်ပေါ့နော်ဒီတစ်ပုတ်ပင်ကြီးကကြီးတော့ကြီးတယ်ဒါပေမဲ့ဟိုလေရွာငမှာတွေ့တဲ့ဒီလက်ပံပင်လောက်တော့လက်ပံပင်ရဲ့9ပုံတစ်ပုံလောက်ပဲရှိတယ်ဒီလက်ပံပင်ရဲ့တဒန်းကလည်းနှစ်ပေါင်း100ကျော်နေပြီဒီဘုံတက္ကသိုလ်ရဲ့နာမည်ကြီးတစ်ပုတ်ပင်နဲ့အဲ့ဒါအခုငှက်တန်ကြီးကလေတကယ်အပြင်ကငှက်တန်လေးပေါ့နော်ဒါထည့်ပြီးတော့လုတ်ကြံပြီးထည့်ထားတဲ့ငှက်တန်ကြီးမဟုတ်ဘူးဝါတဲ့ဒီဝါeco developmentအဲ့ဒါကအဲ့ဝင်းထဲမှာတွေ့တဲ့အင်ဂျင်ပန်းပင်ကြီးပေါ့နော်အရန်ကိုလှတယ်အဲ့လိုမျိုးဂန်းကော်တွေဆိုတာလေဂန်းကော်ပင်တွေဆိုတာလေနေရာနှံ့ရှိတယ်အဲ့ဒီဝင်းထဲမှာတက္ကသိုလ်ရဲ့ဖဲဟောဒါကဂရီဘာပန်းသီးလို့ခေါ်တယ်ဗမာတေသီးလို့လည်းခေါ်တယ်ပေါ့နော်ဒါကအသီးကမရင့်သေးဘူးပေါ့အသီးနုနုလေးချိန်ပေါ့သူကအသီးရင့်သွားပြီဆိုရင်သူကအညိုရောင်ဖြစ်သွားတာအညိုရောင်အမွှေးလေးတွေကစဖုံးနေမုန်းသေးလေးဒီမှာတီးကြကြတီးတယ်လားစဒါက Justin Church ကြီးပေါ့နော်ဒီ church ကြီးကို1932ဝန်းကျင်လောက်မှာတည်ဆောက်ခဲ့တာတဲ့ဒါကြီးကရှေးဟောင်း corridor ပေါ့နော်ချစ်သူလမ်းချလို့လည်းခေါ်တယ်တဲ့ရန်ကုန်တက္ကသိုလ်ကြီးကဘလောက်တောင်ရှိကြလဲဆိုတာဒီမှာအပင်တွေရဲ့အမြင့်တွေကိုပဲကြည့်ပေါ့နော်အမြင့်တွေကအပင်တွေပေါ်ကနေပြီးတော့တွဲလျကြတယ်
ချီအောင်ဖေးမီတင်ထိုင်းမြန်